ရဲ့ဝေဒနာမလို့နဲ့နိမရာနာလောမာမောင်မြောင်ဝမ်းဆုံးကြရနှလုံးသားတဲ့နိုင်ဝမဖေးတာလို့ရောမာကွန်ပရိုဘိုကရန်ဝေလေဆွေအမီရဒီလို့တဲ့ပရမတော်ဝင်လို့အခါခါဝဲတွေးမိတိုင်းလေငါကြည့်ွယ်မောစိန်လာဖို့ဆိုစော်လေရောက်ကိုရောင်းလေးမတွေ့ဘူးမင်းဒီတဲ့မကျွမ်းလောင်မင်းခေါင်းလေးကိုတွေ့ရမင်းအိုမောင်တောင်ရူရဲ့လူမှုဆောင်ရပြောင်းနေရတီရဟောင်းအိုမောင်တောင်ငါတွေ့ဘူးမင်းလောကရဲ့ဝေဒနာမလို့နဲ့နိမရာနာလောမာမောင်မြောင်ဝမ်းဆုံးကြရနှလုံးသားတဲ့နိုင်ဝမဖေးတာလို့ရောမာကွန်ပရိုဘိုကရန်ဝေလေဆွေအမီရဒီလို့တဲ့ပရမတော်ဝင်လို့အခါခါဝဲတွေးမိတိုင်းလေငါကြည့်ွယ်မောစိန်လာဖို့ဆိုစော်လေရောက်ကိုရောင်းနေမတွေ့ဘူးမီဒီတဲ့မကျွမ်းလောင်မီခေါင်းလေးကိုတွေ့ရမီအိုမောင်တောင်ရူရဲ့လူမှုဆောင်ရပြောင်းနေရတီရဟောင်းအိုမောင်တောင်ငါတွေ့ဘူးမီဆွေအမီရဒီလို့တဲ့ပရမတော်ဝင်လို့အခါခါဝဲတွေးမိတိုင်းလေငါကြည့်ွယ်မောစိန်လာဖို့ဆိုစော်လေရောက်ကိုရောင်းနေမတွေ့ဘူးမင်းဒီတဲ့မကျွမ်းလောင်မင်းခေါင်းလေးကိုတွေ့ရမင်းအိုမောင်တောင်ရူရဲ့လူမှုဆောင်ရပြောင်းနေရတီရဟောင်းအိုမောင်တောင်ငါတွေ့ဘူးမင်း